မင်းကိုမွေးပေးတဲ့မိန်းမကြီးကိုဘယ်လိုခေါ်တော့ မေ မင်းရဲ့မေးယောက်ျားကိုဘယ်လိုခေါ်တော့ အဖေ သူတို့တယောက်ကမွေးတဲ့မေးတဲ့ငယ်တဲ့ကောင်မလေးကိုဘယ်လိုခေါ်တော့ နမ အဲ့ဒီနမနဲ့ရတဲ့ယောက်ျားကိုဘယ်လိုခေါ်တော့ ငါတော့ငကြောလို့ခေါ်တယ် ငါကြော်ထမင်းသားသွားမယ် ငကြောဟဲ့ငကြောဟဲ့အဲ့လိုခေါ်တာ အဲ့ဒါများနေပြီတော့ဝမ်းမမေး ဘာတော့ငါခေါ်တယ်လို့ပြောတာလေ မင်းကဘာသမားငါပရိသတ်ဘာလို့ပြောရမှာပေါ့ခင်ဗျာလေ ပြောကွာငါခေါ်တယ်လို့ပြောတာတော့မင်းငါစိတ်တိုးနေမင်းဘာ မ လို့ င်းကမပြောဘူးလား မပြောဘူးကွာ မပြောငါဆဲတော့မှာတော့ရ သွားလေ မလာတော့ဘူးရ လူရှင်တော်၄ယောက်ပါတာမင်းမရှိလဲဘာမှမဖြစ် ရတယ်မလာဘူးရ သွားကွာ သွားလို့ပြောရ အသွားကွာ သွားတယ်ကွာ တကယ်သွားတယ်ကျုံးကတကယ်သွားတယ်ကျုံးကဟိုလဲဟိုမယ်လေးသွားမယ်ဆိုလဲသွားတော့ဆရာအမှန်ကပရိသတ်များလည်းသိပါတယ်လူရှင်တော်ချိတ်က3ချိတ်တစ်ချိတ်လေကျောက်က2ချိတ်ပြီးသွားပြီ तू ကတစ်ချိတ်ပြန်ဖြော်မှာကျောက်က तू အဖြုံးမခံနိုင်ဘူးဟဲကိုကနိုင်ကြီးချင်တာကိုတော့ဘယ်မြည်ခံနိုင်လဲမနော်သူတို့တန်နဲ့လို့လူရှင်တော်ခေါင်းဆောင်လှုပ်စားနေတာပေါ့ပဲကိုကတော့မြည်ချင်တာကိုနောက်မှတော့ဘယ်ပြန်ပေးခိုင်းနိုင်မှာလူရှင်တာ तू ကထူးချင်တာလားပြန်ထူးမလို့ချောင်းတာကျောက်က तू ထူးမအောင်လှည့်ပတ်ထွက်လို့စိတ်တိုးလာလိုက်သူတို့တန်နဲ့လို့လူရှင်တော်ခေါင်းဆောင်လှုပ်ပါတယ်ဆိုမှကိုကတော့ဘယ်ပေးလိမ့်မလို့သူတို့တန်နဲ့လို့လीထူးတော့ထူးကျင်တာလားနော်ဗဇက်ကလေးတပြင်းပြင်းနဲ့ကြောက်ကမပြောတော့ तू ထူးမရတော့စိတ်ဆူသွားတာကြည့်ကြောက်ကတာရောက်ဖာလို့ပြောကြည့်ပါလားကဲ ဟေးဟုတ်လား ဟုတ်တယ်ခမရကြောင်ကိုကြုတ်ပေးလေရပြီကဲခမရပြောလို့ကိုကြုတ်ပေးလေရပြီတယောက် ငါတယောက်ရှုံးပါသေးတယ်ကွာမင်း